မနက်ခင်းကိုဝမ်းကုံအောင်လည်းမသွားနိုင်ဘူးဘိုက်ကြီးကလည်းအရန်ပူနေတယ်အစားလေးနည်းနည်းလေးစားလိုက်တာနဲ့ဘိုက်ကြီးကပူတင်းပြီးတော့အစားတောင်မစားချင်လောက်တဲ့ဒီကြောက်တဲ့မိတ်ဆွေတွေရှိကြလားဒီလိုမျိုးလူတွေကကြတော့အစာအိမ်နဲ့ဥလန်းချောင်းတော့နော်ဥလန်းချောင်းထဲမှာမစင်ကြိုးတွေအညစ်အကြေးတွေကများလာတာဖြစ်တဲ့အတွက်ဥရတုတ်ပြီးတော့ပိုက်ကြလည်းပူလာတာဖြစ်တယ်အဲ့လိုလူတွေကဥမကြီးကိုထိရောက်တန့်ရှင်ရေးလုပ်ပေးရမှာဖြစ်ပါတယ်ရှင်အဲ့တော့သစင်းရဲ့မိတ်ဆွေ customer တယောက်ဆိုလို့ရှိရင်သူ့ရဲ့အမျိုးသားပေါ့နော်ပိုက်ကြလည်းပူပြီးဘီယာပိုက်ကြီးကိုဂျိုလီတီတိုက်လိုက်တဲ့ချိန်မှာ3ရက်အတွင်းကိုဘိုက်ကလုံးဝချက်ကျပြီးတော့ဝမ်းနေလဲကုံအောင်သွားလိုက်တာကိုသူလာပြောပြတယ်ပေါ့နော်ဒါကြောင့်မလို့ကိုကဘိုက်ကအရန်ကိုပူနေတယ်ဘိုက်ကနှိပ်လိုက်ရင်လဲမတင်းကြီးတောင့်ကြီးဖြစ်နေတယ်ဆိုရင်ဥမကြီးထိရောက်တန့်ရှင်ရေးလုပ်ပါဥမကြီးတန့်ရှင်ရေးလုပ်တယ်ဆိုလို့ရှိရင်ဒါဆိုတော့အစာချေစနစ်တွေလဲပိုကောင်းလာတယ်ဝမ်းနေလဲကုံအောင်သွားလာတယ်ဥမကြီးကင်ဆာလဲမဖြစ်အောင်ကာကွယ်ပေးနိုင်တာဖြစ်တဲ့အတွက်ဥမကြီးကိုထိရောက်တန့်ရှင်ရေးလုပ်ချင်တယ်ဝမ်းနေလဲကုံအောင်သွားချင်တယ်ပြီးတော့အစာချေစနစ်လဲပိုကောင်းချင်တယ်ဆိုလို့ရှိရင် medicine စီမှာ Jolie D probiotic fiber detox ရှိပါတယ်ရှင်သူကတော့စီးချိုသွေးတိုးလေးဘက်နာအစာအိမ်သမားတွေကအစာစိတ်ချလက်ချတောက်လို့ရတာဖြစ်ပြီးတော့ FDA နဲ့ဟာလာရထားတဲ့ပစ္စည်းကောင်းလေးလည်းဖြစ်ပါတယ်ရှင်မာယူချင်တယ်ဆို comment မှာ yes လို့မှန်းခဲ့ပါတယ်စင်တို့ team ကနေအခုပဲဆက်သွယ်ပေးမှာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်